မှတ်တမ်းတင်မိခဲ့တဲ့ကြောက်စရာအကောင်ဆုံးတရေ6တဲ့လမ်းမများတရေပုံရိပ်တွေဒါမှမဟုတ်ဘာမှမသိတဲ့ပုံစံမျိုးတွေစတာတွေဟာကားမောင်းသူတွေရဲ့မှတ်တမ်းတင်ကင်မရာတွေထဲမှာမထင်မှတ်ဖဲဖမ်းမိနေတတ်ကြပါရင်အဲ့ဒီထဲကတချို့ဖြစ်ရပ်တွေကလည်းအရန်ကြောက်စရာကောင်းလို့သဘာဝလုံးကိစ္စတွေနဲ့ပတ်သက်ပြီးမယုံကြည်တဲ့သူတွေတောင်ယုံကြည်သွားစေပါရင်ဒါကြောင့်ဒီကနေ့မှာတော့ပရိသတ်တို့အတွက်ကားသမားတွေကလမ်းမထပ်မှာမှတ်တမ်းတင်မိခဲ့တဲ့ကြောက်စရာအကောင်ဆုံး6ချဝေရဗီဒီယိုဖိုင်တွေကိုစူးစီးတင်ဆက်ပေးသွားမှာပါကဲဒီတော့ထုံးစံအတိုင်းပဲအစီအစဉ်လေးမစခင်မှာအရင်ဆုံး channel လေးကို subscribe လုပ်သွားဖို့လည်းတောင်းဆိုပါရစေအစီအစဉ်ဖြစ်ပြီးဆိုရင်တော့စလိုက်ကြရအောင်ပါတင်းချိုင်းကုန်းမှာကြောက်မက်ဖွယ်ရာဒီအမျိုးသားကညနေပိုင်းလမ်းဘေးဝဲရနှစ်ဖက်စလုံးမှာတင်းချိုင်းကုန်းရှိတဲ့တိတ်ဆိတ်တဲ့လမ်းမှာကားမောင်းလာတာပါအရာလုံးငြိမ့်သက်နေတော့သူ့မိသည့်အလင်းထဲမှာရင်ခုန်နှုံးမြန်သွားစေမယ့်မြင်ကွင်းတစ်ခုဖမ်းမိသွားပါလေတင်းချိုင်းဟောင်းတွေကတစ်ခုနားမှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတူရက်နေတာပါသူရဲ့သပင်ရှည်တွေကမျက်နှာကိုဖုံးနေပါလေသူမကမလှုပ်ရှားဘူးအဲ့ဒီတင်းချိုင်းကိုမျက်နှာမှုပြီးရက်နေတာပါတခုခုကိုစောင့်နေတယ်လို့မျိုးပါလေတူးကလည်းလေးလံနေတယ်လို့ခန်းစားခဲ့ရပါရင်တရေအုပ်စုရဲ့အစီရင်အမျိုးသားတို့ဟာညနေပိုင်းအလုပ်ကနေအိမ်ပြန်လာတော့လမ်းဘေးနားမှာထူးဆန်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်အဖြူရောင်ဝတ်စုံဝတ်ထားတဲ့လူအများပြားကမိဘငယ်လေးတစ်ခုကိုဖြည်းဖြည်းချင်းဝိုင်းပတ်နေကြတာပါသူကပုံနီးလာတော့အဲ့ဒီအုပ်စုကထူးဆန်းတာတစ်ခုလှုပ်လိုက်ပါတယ်သူတို့ဆက်ဝိုင်းကိုဖြတ်ပြီးအော်ဟစ်တန်တွေနဲ့ကားစီကိုပြေးလာကြတာပါလူတွေကအသီးစိတ်ရှိနေဒီလိုထူးဆန်းတဲ့လုပ်ရမျိုးမလုပ်နိုင်ဘူးဆိုတော့သူတို့ဟာတစ်ခုခုလွှမ်းမိုးမှုအောက်မှာရှိနေတယ်လို့တော့ယုံကြည်ရပါတယ်ချောင်းကြည့်နေတဲ့တတဝါAppalachian ချောင်းနှန်းတွေကနေညာနှောင်ပိုင်းခီးစဉ်တစ်ခုမှစခန်းချပြီးပြန်လာသူတို့ကခဏရန်နာဖို့ကားကိုရှက်လိုက်ရတာပေါ့သူ့ကားကိုတစုံတစ်ခုကပေါ့ပေါ့ပွားတွန်းတယ်လို့မျိုးခံစားလိုက်ရပါတယ်ခဏကြာမှတော့ကြောက်စရာကောင်းတဲ့မျက်လုံးတစ်လုံးကပရင်းပေါက်မှန်ကနေအနှဲငယ်ချောင်းကြည့်ပြီးကားနောက်ကိုလှည့်မြန်စွာပြန်ပုံသွားခဲ့ပါတယ်တောင်ချင်းသိန်းနဲ့တူပေမဲ့ဒီလူကကားဘောကမစင်းမို့ဆုံးဖြတ်လိုက်တာဟာတကယ်ကိုအသိဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုလို့တော့ထင်ပါတယ်ကားနေတဲ့အမျိုးသမီးဒီလူဟာတိတ်ဆိတ်တဲ့ဒေါနာမှာကားမောင်းနေရင်ရှေ့မှာပုံဝင်မဟုတ်တဲ့အရာပေါ်လာတဲ့အခါမှာတော့ထူးဆန်းသွားပါတယ်လမ်းထဲကောင်မှာအမျိုးသမီးတူကဘဲညာခုံပြီးလက်တွေကလည်းပုံမှန်မဟုတ်ဘဲလွှဲနေတဲ့ထူးဆန်းတဲ့အကာကိုကာနေတာပါသူရဲ့လှုပ်ရှားမှုတွေကလည်းပုံမှန်မဟုတ်ပါဘူးကိုယ်ဘယ်နေရာရောက်နေမှလုံးဝမသိတယ်လို့မျိုးပေါ့နောက်ပိုင်းမှာဒေတာခန်တွေကသူ့ကိုဆာဘီယာအမျိုးသမီးလို့ဖော်ထုတ်ခဲ့ကြပြီးနာမည်ကြီးတဲ့ဗီဒီယိုတွေအများအပြားမှာဒီလိုလှုပ်ရှားတတ်တယ်လို့သိရပါတယ်လူတွေကပြောကြတာကသူ့ကိုကြကြစိုက်ကြည့်သူတိုင်းကိုသူကလိုက်ဖမ်းနေရှိတယ်လို့ဆိုပါတယ်ဒီလူကလည်းရက်ပြီးစုံစမ်းမနေတော့ပါဘူးမောင်းကြော်သွားပြီးနောက်ကိုလည်းလှည့်မကြည့်ခဲ့ပါဘူးကားကင်မရာမှာပုံစံပြောင်းသူတိတ်ဆိတ်နေတဲ့ကြေးရွာလမ်းတစ်လျှောက်ညာနှောင်းပိုင်းကားမောင်းလာစဉ်မှာဒီလူဟာမမျှော်လင့်တဲ့မြင်ကွင်းကိုကြုံလိုက်ရပါတယ်သူကလူတအူလမ်းလျှောက်နေတာကိုအရင်တွေ့ပါတယ်ပထမတော့ပုံမှန်လိုပါပဲဒါပေမဲ့စက္ကန့်ပိုင်းတွင်သူ့ရဲ့မျက်စိရှိမှာပဲဒီလူကပုံစံပြောင်းသွားပါတယ်သူ့ကုတ်လုံးကကွေးသွားတယ်လက်တွေကတိုးသွားပြီးခွေးတကောင်အဖြစ်ရုတ်တရက်ပြောင်းလဲသွားပါတယ်အသွင်ပြောင်းသွားတာကမြန်လို့ကားမောင်းသူမြင်လိုက်ရတာတော့သူ့ကိုယ်သူမယုံကြည်နိုင်ခဲ့ပါဘူးသူလည်းကြောက်လန့်ပြီးအရှိန်လျှော့လိုက်ခါခွေးကလဲကွင်းနဲ့ပြေးသွားတာကိုကြည့်နေခဲ့ပါတယ်ဒါကပုံစံပြောင်းတဲ့သူလားတရေလားဒါမှမဟုတ်ညရဲ့လှည့်စားမှုတွေလားဘာဖြစ်ဖြစ်ပုံမှန်မဟုတ်ဘူးဆိုတာကတော့သိကြနေပါပြီလမ်းပေါ်ကအယုတ်ကြီးညနေပိုင်းအိမ်ပြန်မောင်းလာတဲ့အမျိုးသားတဦးဟာသူ့အကြိမ်တုံးမှုတဲ့လမ်းပြတ်တစ်ခုကနေမောင်းလာပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့တမျိုးခံစားနေရပါတယ်ထူးဆန်းတဲ့အယုတ်လိုပုံစံတစ်ခုကလမ်းဘေးမှာထိုင်နေပါတယ်သူကလေးလူရှူပြီးဆက်ပြီးမောင်းလာခဲ့တာပေါ့ခဏအကြာမှနောက်တစ်လုံးပြန်ပေါ်လာပါတယ်သူကထပ်ပြီးလေးလူရှူလိုက်ပေမဲ့စိတ်ကတော့မတက်မတာဖြစ်လာပါပြီအဲဒီနောက်မှာတော့အဆိုးဆုံးအပိုင်းကိုရောက်ပါတယ်ဒီအယုတ်ကပဲလှုပ်ရှားပြီးထပ်ပြီးပေါ်လာတာပါသူကတခုခုထိန်းချုပ်နေတယ်လို့လမ်းမပေါ်ကိုတက်လာပါတယ်အရှိန်တည်းမောင်းပြေးခဲ့ပြီးအဲ့ဒီလမ်းဖြတ်ကိုနောက်တစ်ခါဘတော်မှမသွားတော့ပါဘူးဖြူဖြောဖြောမျက်နှာကြီးအမျိုးသားတို့တယောက်တည်းကားမောင်းလာတော့ရုတ်တရက်လေးပြင်းတိုက်ခိုက်လာပါတယ်ဖုံတွေတရွက်တွေတက်ကိုင်းကြောက်တွေသူကားပတ်လည်မှာပြန်ဝဲနေတာကြောင့်မြင်ရခက်စေပါတယ်ရှေ့ကိုကြည့်လိုက်ရင်အဖြူရောင်ဝတ်စုံတဲ့အမျိုးသမီးတဦးကိုသတိထားမိလိုက်ပါတယ်ဒါပေမဲ့လည်းသူမတုံ့ပြန်နိုင်ခင်မှာပဲသူမအပြောက်ကွယ်သွားပါတယ်မြေတောင်တစ်ခါအတွင်းမှာပဲသူမရဲ့ဖြူဖြောနေတဲ့မျက်နှာကသူကားရှိမှန်အောင်ဖိကတ်ထားပါတယ်ဒီလူကအစွမ်းကုန်ကြီးရပြောင်းပြီးအဲ့ဒီလမ်းကိုဘယ်တော့မှမသွားတော့ဘူးလို့လည်းဆုံးဖြတ်လိုက်ပါတယ်ခွေးလူသားဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ပက်ထရိုလီနာဒေသမှာဇနီးမောင်နှံတဲ့ဦးဟာရှင်းပြခက်ခဲတဲ့အရာတစ်ခုကိုတွေ့ခဲ့ရပါတယ်သူတို့ညနေပိုင်းတိတ်ဆိတ်တဲ့လမ်းမှာကားမောင်းလာတော့သူတို့ရင်ကခန္ဓာကိုယ်ကြီးမှပြီးကြွက်သားတွေနဲ့ပြေးကလူနဲ့ဆင်တူတဲ့ထူးဆန်းတဲ့တရဝါရီတကောင်ကိုရုတ်တရက်တိုက်မိသွားပါတယ်သူတို့အရင်ကတခါမမြင်ဘူးတဲ့ပုံစံမျိုးပါတချို့ကဒါဝေးလံတဲ့ဒေတာတွေနဲ့ဆက်နွယ်နေတဲ့ဒနာအီလာခွေးလူသားရဲ့ဖော်ပြချက်တွေနဲ့ကိုက်ညီတယ်လို့ပြောကြပါတယ်ဒီ
ဒီကြုံတွေးမှုကခဏလေးပဲကြာခဲ့ပေမဲ့သူတို့အပေါ်တက်ရောက်မှုကတော့ကြံ့ရခဲ့ပါပြီဒါကအစစ်မှန်လားဒါမှမဟုတ်တခြားအရာတစ်ခုလားဒီဖြစ်ရက်ကဘရာဇီးတစ်ခွင်မှာလျှို့ဝှက်ဆန်းကျဲတဲ့မြင်ကွင်းတွေစိရင်ကိုပုံမတိုးလာစေခဲ့ပါပြီခရီးသည်ထိတ်လန့်မှုဒီခရီးသည်ကရန်ဖြစ်တာကိုပဲရိုက်ကူးနေတာလို့ထင်ခဲ့ပေမဲ့အမှန်တကယ်တော့သူကပိုပြီးကြီးမားတဲ့အရာတစ်ခုမှတ်တမ်းတင်မိခဲ့တာပါနောက်ပိုင်းမှာရုပ်သံကိုပြန်လည်ကြည့်ရှုတဲ့အခါနောက်ခံမှာလျှို့ဝှက်ဆန်းကျဲတဲ့ပုံရိပ်တစ်ခုကိုသူသတိထားမိလိုက်ပါပြီအဲ့ဒီမှာခေါင်းမော်ကပစ္စည်းထည့်တဲ့အခန်းမှာထူးဆန်းတဲ့ပုံရိပ်လေးတစ်ခုငြိမ်ငြိမ်လေးလဲလျောင်းနေတာကိုမြင်နိုင်ပါပြီလူမျက်နှာလုံးဝမဟုတ်တဲ့မျက်နှာတစ်ခုရှိနေတာပါလေခီးစဉ်အတွင်းဘသူမှသတိမထားမိခဲ့တယ်လို့သူလည်းလုံးဝမလှုပ်ရှားခဲ့ပါဘူးဒါကတည်းရဲ့လားဒီအပေါ်မှာလူကြီးမင်းတို့ထင်မြင်ချက်တွေရှိမယ်ဆိုရင်လည်းခေါ်မှမှာပေါင်းဆွေးနွေးသွားလိုက်ပါထူးဆန်းတဲ့ခြေထောက်ရှိသောအမျိုးသမီးလုံခြုံရေးကင်မရာတစ်ခုကကြည့်ရှုသူအများပြားကိုထိတ်လန့်သွားစေတဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကိုမှတ်တမ်းတင်ရိုက်ကူးမိပါတယ်အနီရောင်အိတ်ဝတ်ထားတဲ့အမျိုးသမီးတူဟာလမ်းဘက်ကိုအေးဆေးလျှောက်သွားတာတွေ့လိုက်ရပါတယ်အရာအလုံးကပုံမှန်ပါဒါပေမဲ့သူမှရှုပ်တရက်ရက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲပုံမှန်မဟုတ်တာတစ်ခုဖြစ်လာပါတယ်သူမရဲ့ခြေထောက်တွေကတဘာဝမကျတဲ့ပုံစံမျိုးနဲ့နောက်ပြန်ကွေးသွားပါတယ်ဒီရုပ်သံကအွန်လိုင်းမှာလျင်မြန်စွာပြန့်နှံ့သွားပြီးလူတွေကသူတို့ရဲ့ကိုယ်ပိုင် theory တွေကိုမျှဝေခဲ့ကြပါတယ်တချို့ကကင်မရာပုံပြတ်တာလို့ပြောကြပေမဲ့တချို့ကတော့ပိုပြီးလျှို့ဝှက်ဆန်းကျဲတဲ့အရာတစ်ခုရဲ့တက်တည်ပဲလို့ယုံကြည်ကြပါတယ်များစွာသောသူတွေကသူမရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုထောက်ပြပြီးပုံစံပြောင်းသူစတာတွေကိုခေါ်ဝေါ်ခဲ့ကြပါတယ်လမ်းပေါ်ကဖြူဖြော့နေသောပုံရိပ်2021ခုနှစ်ကဒီဗီဒီယိုဟာညဘက်လမ်းဘေးမှာသေးငယ်ပြီးဖြူဖြော့နေတဲ့ပုံရိပ်တစ်ခုဖြည်းဖြည်းချင်းရှောက်နေတာကိုရင်မောင်းအများပြားတွေ့ပြီးတဲ့နောက်မှာလျင်မြန်စွာနာမည်ကြီးသွားခဲ့ပါတယ်ဒီပုံရိပ်ကပိန်သွဲပြီးတရေလိုပုံစံမျိုးပေါက်နေပြီးသူရဲ့တိတ်ဆိတ်တဲ့လှုပ်ရှားမှုတွေကလူအများပြားကိုကြောက်လန့်ကကားကိုရပ်တန့်သွားစေပါတယ်ခဏတာတော့ဗာမြင်နေရမှမသိကြလို့ဘယ်သူမှရှေ့ဆက်မသွားရခဲ့ပါဘူးဒီဗီဒီယိုကိုနန်လောကနဲ့ဆိုင်တဲ့အရာလို့ယုံကြည်သူအများပြားနဲ့အတူကြည်ကြည်ပြည့်ပြည့်မျှဝေခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲအာဏာပိုင်တွေကကြားဝင်ပြီးအမှန်တရားကိုဖော်ထုတ်ခဲ့ပါတယ်ဒါတရေမဟုတ်ပဲလမ်းပေါ်လျှောက်သွားနေတဲ့အဝေးစားမပါတဲ့အမျိုးသားတအူပါလူဝက်ချက်ကတော့ပြေးလဲသွားပေမဲ့ဒီရုပ်တံကကြည့်ရှုသူတွေကိုအခုထိစိတ်မသက်မသာဖြစ်စေတော့မှာအမဲရောင်တရေညနေပိုင်းမှာအမျိုးသားတဦးဟာလမ်းပိတ်မိနေတဲ့အနက်ရောင်အရေးတစ်ခုကိုမြင်လိုက်ရပါတယ်သူကားဘောကဆင်းပြီးတွန်းဖယ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်ထဲမှာအဝေးစားသက်ပဲရှိနေတာသိလိုက်ရတော့ကြောက်လန့်တရားဖြစ်သွားတာပေါ့အတွင်ထဲကအရာကတော့ပျောက်ကွယ်သွားပါတယ်ပြုတ်ကြတာဆန့်ကျင်တာဘာမှမရှိပဲမီးခိုးလိုပျောက်ကွယ်သွားတာပါအဲ့ဒီညကပဲဒီလူလဲပျောက်သွားပါတယ်သူရဲ့ကားကင်မရာမှတ်တမ်းပဲကြံခဲ့ပြီးဒီထဲကမြင်ကွင်းကတော့ဒီကနေ့အထိလူတွေကိုစိတ်မသက်သာဖြစ်စေတော့မှာကားပရင်ပေါက်ကမျက်နှာမဲကြီးပုံမှန်ကင်းလဲနေတဲ့အေးဆေးတဲ့ညတညပါပဲအပြင်ဘက်မှာမထင်မှတ်တာတစ်ခုမပေါ်လာခင်အထိပေါ့မောင်မဲနေတဲ့အရေးတစ်ခုကကားပရင်ပေါက်နားကိုမျက်နှာအပ်ပြီးမျက်လုံးနီနီကြီးတွေနဲ့မျက်တောင်မခက်ပဲစိုက်ကြည့်နေတာပါစကားလည်းမပြောလှုပ်လည်းမလှုပ်မှန်တဲ့ကနေကြည့်နေတာပါအရာရှိကလည်းဘာမြင်နေမှမသိလို့မှတ်တမ်းတင်လိုက်ပါတယ်ဒါပေမဲ့မျက်တောင်တစ်ခက်အတွင်းမှာပဲဒီပုံရိပ်ကပျောက်ကွယ်သွားပြီးဘာအစအနာမှမကြံခဲ့ပါဘူးဒီရုပ်သံဖိုင်ဟာလည်းချက်ချင်းဆိုသလိုအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးလူတွေကအပြေရှာဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အရာရှိကတော့ကြောက်စရာကောင်းတဲ့ဒီအဖြစ်အပျက်ကိုဘယ်သူကမှပြန်မပြောပြတော့ပါဘူးအိမ်ခေါင်မိုးပေါ်အဆုံးမှာအခုလိုခေါင်မိုးပေါ်မှာထိုင်နေတာရိုးရဒလေးတစ်ခုများလားဒါမှမဟုတ်ဒီလူကဆုံးမအစ်စ်ကိုရိုက်ကူးမိသလားဆိုတာတော့ကျွန်တော်လည်းမသိကြပါဘူးဒါပေမဲ့တေးကြတာတစ်ခုကတော့ဒါကတမန်အမျိုးသမီးတူမဟုတ်ဘူးဆိုတာပါသူရဲ့မျက်နှာမျက်လုံးတွေအသားအရည်အယောင်တွေအထိအားလုံးကကြောက်စရာကောင်းတဲ့ခံစားမှုတွေကိုပေးနေပါပြီပိုပြီးထိတ်လန့်စရာကောင်းတာကတော့ဒီရက်ကွက်ထဲကဘသူမှဒီလိုအမျိုးသမီးမျိုးကိုမမြင်ဘူးကြပါဘူးတကယ်တော့ဒီ area ထဲမှာဒီလိုပုံစံမျိုးနဲ့ကိုက်ညီတဲ့လူဘသူမှရှိမနေတာပါဒါဆိုရင်အဲ့ဒီနေ့ကခေါင်းမိုးပေါ်မှာဒီလူမြင်ခဲ့တယ်ဆိုတဲ့အရာကကျွန်တော်တို့အားလုံးသိကြလိမ့်မယ်လို့တော့ထင်ပါတယ်လမ်းလျှောက်နေတဲ့အဖြူရောင်ပုံရိပ်ညကတော့တည်ငြိမ်နေပေမဲ့ရှေ့လမ်းမပေါ်မှာထူးဆန်းတာတစ်ခုပေါ်လာပါတယ်အမျိုးသားတဦးကကားမီအလင်းထဲမှာကိုယ်လုံးကိုအဖြူရောင်အဝတ်နဲ့အုပ်ထားပြီးမျက်လုံးတွေကတောက်ပနေတဲ့ပုံရိပ်တစ်ခုကရှက်နေပါတယ်ကြောက်စရာရုပ်ရှင်တွေကတေးဟဲတွေတိုင်းပါပဲဒါပေမဲ့လမ်းလေးကောင်မှမြင်လိုက်ရတာကတော့တမျိုးခံစားရစီပါတယ်တရေရက်ကိုစောင့်နေတယ်လို့မျိုးဒီလူကလည်းအရှိန်လျှော့မသွားပါဘူးမရက်ခဲ့ပါဘူးသူကလီဘာကိုအဆုံးထိနေပြီးလျင်မြန်စွာမောင်းထွက်သွားပါတယ်ဒီအခြေအနေမှာတော့ဒါအကောင်းဆုံးလုပ်ရပဲလို့တော့ထင်မိပါတယ်Slendermanတာယာရီလမ်းပေါ်လိမ့်နေတဲ့အတန်ပဲရှိတဲ့တိတ်ဆိတ်တဲ့ခရီးစဉ်တစ်ခုပါဒါပေမဲ့လမ်းခွေတစ်ခုကိုကြော်ပြီးတာနဲ့တစ်ပင်တွေနားမှာပိမ့်ပိမ့်ရှိရှိထူးဆန်းတဲ့ပုံရိပ်တစ်ခုကတိတ်တိတ်လေးရက်နေတာမြင်လိုက်ရပါတယ်သူရဲ့ပုံသဏ္ဍာန်ကလည်းပိန်လွန်ပြီးဆွဲဆက်ထားသလိုမျိုးဖြစ်နေလို့လူပုံစံလုံးဝမပေါက်ပါဘူးသူကလှုပ်လဲမလှုပ်ဘူးတုံလဲမတုံပြန်ဒါပေမဲ့မူမမှန်ဘူးလို့ခံစားရပါတယ်သူတို့ကမျက်နှာကိုကောင်းကောင်းမမြင်ရပေမဲ့အရေးအရှိကြီးတစ်ခုပဲမြင်လိုက်ရတာပါ
ဒါစလန်နာမန်လို့ကြောက်စရာကောင်းတဲ့ဇလန်ကိုသွားပြီးတတိယစီပါတယ်ဒါကြောင့်ပဲသူတို့လည်းကားကိုမရက်တော့ပဲဆက်မောင်းသွားပါတယ်သူတို့မြင်ရတာကအစစ်မှန်လားဒါမှမဟုတ်ညာဘက်အမှောင်တွေကထင်အောင်ထင်မှလားဆိုတာကတော့မသိကြခဲ့ပါဘူးထူးဆန်းတဲ့လူအုပ်စုလမ်းလေးကောင်မှအညိုရောင်ဝတ်စုံရှည်တွေဝတ်ထားပြီးကြောက်စရာကောင်းတဲ့အဖြူရမျက်နှာဖုံးတွေဝတ်ထားတဲ့လူအုပ်စုတစုရက်နေပါတယ်သူတို့ကမလှုပ်ရှားဘူးဘာမှလည်းမပြောဘူးကားကိုပဲငြိမ်ပြီးစိုက်ကြည့်နေပါတယ်ထူးဆန်းတာကတော့ကားဖြတ်သွားဖို့အတွက်နေရာကျဉ်းကျဉ်းလေးတစ်ခုခြံထားခဲ့ပြီးသူတို့ကကားကိုစောင့်နေတယ်လို့မျိုးပါဒီတငယ်ချင်းအဖွဲ့ကအရန်ကိုကြောက်လို့ဘာမှမပြောနိုင်ပဲဖြည်းဖြည်းချင်းမောင်းသွားပါတယ်ဖြတ်သွားပြီးတဲ့နောက်မှာတော့ဘသူမှနောက်ကိုပြန်မလှည့်ကြည့်ရတော့ပါဘူးဒီကနေ့အထိအဲ့ဒီလူတွေဘသူတွေလဲအဲ့ဒီညကသူတို့ဘာတွေလုပ်နေတယ်လဲဆိုတာဘသူမှမသိခဲ့ကြပါဘူးအနောက်ကနေလိုက်တဲ့တရေဆာဒီအာရေဗီးယားနိုင်ငံကကားကင်မရာမှတ်တမ်းတစ်ခုဟာကြည့်ရှုသူတွေကိုစိတ်မသက်သာဖြစ်စေခဲ့ပါတယ်အဲ့ဒီကလစ်ထဲမှာစုံမာလို့ပြောနေကြတဲ့ပုံရိပ်တစ်ခုဟာညာနဲ့ပိုင်းရဲကားတစ်စီးကိုလိုက်နေတာကိုပြသထားပါတယ်။ဆေးနောက်ဆက်အဖြစ်ဆုံးအပိုင်းကတော့သူမရဲ့ခန္ဓာကိုယ်ဟာထူဆန်ပြီးတဘာဝမကျတဲ့ပုံစံမျိုးနဲ့ကွေးနေတာပါ။သူမဟာလက်ထဲမှာတုံးရှည်တစ်ချောင်းကိုကင်ထားပြီးကားစီကိုလှည့်မြန်စွာရွေးရှာနေပါတယ်။လမ်းကလည်းဗလန်လေးဖြစ်နေပြီးမိသည့်အလင်းထဲမှာသူမနီးကပ်လာတာကိုရှင်းရှင်းလင်းလင်းရိုက်ကူးမိပါတယ်။ဒီဗီဒီယိုကအစစ်မှန်ဟုတ်မဟုတ်ဆိုတာတော့မရှင်းလင်းသေးပေမဲ့ကြည့်ရှုသူအများပြားတော့ကြောက်လန့်တုန်လှုပ်သွားခဲ့ပါတယ်။သူမရဲ့ထူဆန်တဲ့လှုပ်ရှားမှုနဲ့တွေဘသူကိုမဆိုကြောချမ်းသွားဖို့လုံလောက်စေပါတယ်။မျိုးတွေကတရေအမျိုးသားတို့ဟာသူ့ရဲ့အကိုအဆောင်အပြင်မှာ CCTV ကဖမ်းယူရရှိခဲ့တဲ့ကြောက်စရာရုပ်သံကိုမျှဝေခဲ့ပါတယ်။ညနေပိုင်းမှာလုံခြုံရေးရုပ်သံကအနီးနားကအိမ်တစ်လုံးကနေအရေးလိုပုံရိပ်သုံးခုတိတ်တဆိတ်ထွက်လာတာကိုပြသနေပါတယ်။သူတို့ကမိသားစုတစ်ခုလိုပုံစံမျိုးအရက်ရှည်အလက်အတူနဲ့လုံးဝတိတ်ဆိတ်စွာဖြည်းဖြည်းချင်းရွေးရှားနေကြပါတယ်။ဒီပုံရိပ်တွေဟာလမ်းအိုးအေးဆေးစွာဖြတ်ကျော်ပြီးတစ်ဖက်ချမ်းကနေရန်လေးကိုတက်တက်ဖြောက်ခွဲသွားခဲ့ပါတယ်။ဒီလူကဒီဗီဒီယိုကိုမြင်ရတဲ့လူတိုင်းကြောက်လန့်သွားကြတယ်။ဒီရိပ်တွေဟာတကယ်တမ်းဘာလဲဆိုတာမသိခဲ့ဘူးလို့လည်းပြောပြခဲ့ပါတယ်။ကြောက်စရာခလေးရေမောင်းတအုပ်ဟာတယောက်တည်းရှိတဲ့တောင်တန်းလမ်းမပေါ်မှာနနက်3 နာရီလောက်မှာတကယ်ကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဘယ်ကနေမှမသိခလေးငယ်တယောက်ပေါ်လာပြီးထရက်ကားစီကိုပြေးလာတာပါ။ဒါဟာလာရူဖ်မော့ဆာမှာမြင်ရတဲ့ခလေးတရဲ့ပုံမြင်တွေနဲ့ကိုက်ညီတယ်လို့လူအများပြောကြပါတယ်။မက္ကဆီကိုကအဝေးပြေးလမ်းမတွေအထူးသဖြင့်ကုန်တင်ကားသမားတွေအလားတူမြင်ကွင်းတွေကိုလည်းသတင်းပေးပို့ကြပါတယ်။တချို့ကဝင်းကြီးတစ်ခုဒါမှမဟုတ်ခိုင်းလှုပ်ရှားမှုနဲ့ဆက်ဆက်နေတဲ့အရာတစ်ခုလို့ယုံကြည်ကြပါတယ်။တချို့ကတော့ဓမြတိုက်ဖို့အတွက်အသုံးပြုတဲ့လှည့်ခွက်တစ်ခုလို့လည်းပြောကြပါတယ်။ဘသူမှတကယ်မသိကြပေမဲ့ဒီကြောက်စရာကြုံတွေ့မှုကတော့ဒီကဘာကမဟုတ်တဲ့အရာတစ်ခုဆိုတာတော့သိချနေပါတယ်။ဒါကြောင့်ပဲဒီလူတွေချက်ချင်းပဲအရှိန်မြင့်ပြီးမောင်းထွက်သွားခဲ့ပါတယ်။လျှို့ဝှက်စမ်းကြဲတဲ့အရာကိုတည်လာတဲ့ရှင်ထရက်ကားတစ်စီးဟာဖြူရောင်ပိတ်စအောက်မှာကြီးမားတဲ့အရာတစ်ခုကိုတည်ဆောင်လာပြီးလမ်းပေါ်မှာမောင်းလာနေတာကိုတွေ့ရပါတယ်။ပထမတစ်ချက်ကြည့်လိုက်တော့ပုံမှန်ကြီးမားတဲ့ပို့ဆောင်မှုတစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပုံသဏ္ဍာန်ကလည်းထူးဆန်းနေပါတယ်။လုံးဝနဲ့ချောမွေတယ်ပြီးတော့အရန်ပြီးပြေဆုံးနေပါတယ်။အနီးနားကကားတွေပေါ်ကလူတွေကဒါဘာဖြစ်နိုင်မလဲဆိုတာသိချင်လို့စတင်ဗီဒီယိုရိုက်ကူးခဲ့ကြပါတယ်။တချို့က UFO တစ်ခုကိုလူသိရှင်များရွှေ့ပြောင်းနေတယ်လို့ထင်ကြပါတယ်။တချို့ကတော့လူအများမမြင်သေးတဲ့နည်းပညာမြင့်ပစ္စည်းလို့နောက်ပြောင်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါဒါကြီးမားတဲ့အရာတစ်ခုဆိုတာတော့သိကြနေပါပြီ။လမ်းမပေါ်ကအမဲရောင်အရေးညနေပိုင်းကားမောင်းထွက်လာတဲ့ဒီမီသားစုရဲ့ကားကင်မရာမှတ်တမ်းမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုဖမ်းမိသွားပါတယ်။လမ်းပလာရဲ့အလယ်မှာအနက်ရောင်ပုံရိပ်တစ်ခုပေါ်လာတာပါ။မျက်နှာလည်းမရှိဘူးမြင်သာတဲ့အသွင်ပြင်လည်းမရှိဘူး။အရေးလိုပုံသဏ္ဍာန်တစ်ခုပဲငြိမ်ငြိမ်လေးရပ်နေပါတယ်။သူကမလှုပ်ဘူးသူ့ရဲ့ပုံသဏ္ဍာန်အပြင်ဘက်အနားတက်ကလည်းမညီမညာဖြစ်နေပြီးဝေးယုံရှည်ဝတ်ထားသလိုပုံစံမျိုးပေါက်နေပါတယ်။လမ်းတွေကလုံးဝဗလာဖြစ်နေပြီးဒီပုံရိပ်ကိုပို့ပြီးသတိထားမိစေခဲ့ပါတယ်။လူတယောက်နဲ့မှမတူဘဲကနေရောက်လာလဲဘယ်ဟိုသွားလဲဆိုတာလည်းဘယ်သူမှမရှင်းပြနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်ခဏလေးဟာအဖြစ်မရှိတဲ့လျှို့ဝှက်ချက်တွေကိုလည်းခြံထားရည်စေခဲ့ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့လမ်းမထပ်မှာရိုက်ကူးမှတ်တမ်းတင်မိခဲ့တဲ့ကြောက်စရာအကောင်းဆုံးဗီဒီယိုဖိုင်တစ်ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးသွားတဲ့ဗီဒီယိုဖိုင်တွေထဲမှာဘယ်တစ်ခုကပရိသတ်တို့အတွက်ထိတ်လန့်စရာအကောင်းဆုံးဖြစ်စေခဲ့လဲဗျ။ထင်မြင်ချက်တွေရှိမယ်ဆိုရင်လည်း comment မှာပါဝင်ဆွေးနွေးသွားလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။